စီးချိုသမားတွေကိုနော်ရင်နွေးချမ်းတောက်ဖို့ရအတွက်ကိုကတော့အကြံပြုခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ရင်နွေးချမ်းတောက်ခြင်းဟာစီးချိုအတွက်အများကြီးကောင်းကျိုးတွေရှိတယ်။နံပါတ်1ကောင်းကျိုးကတို့စီးချိုဖြစ်တယ်ဆိုတာကနော်အင်ဆူလင်တွေကနော်အဲ့ဆဲထဲမှာကောင်းကောင်းအလုပ်လုပ်လို့မရလို့သွေးထဲမှာအချိုဓာတ်တွေပုံနေပြီးတဲ့ခါကျစီးချိုဆိုတာဖြစ်တာအဲ့ဒါကိုအမျိုးအစားနဲ့စီးချိုလို့ခေါ်တယ်။နော်အသက်40ဝန်းကျင်မှာဖြစ်တဲ့ဟာတွေပေါ့ကွယ်။အဲ့တော့ရင်နွေးချမ်းတောက်လိုက်လို့ရှိရင်အင်ဆူလင်ကကောင်းကောင်းအလုပ်လုပ်လို့ရပြီးတော့ကျတော့အချိုဓာတ်ကနော်ဆဲထဲကိုဝင်နိုင်ပြီးတဲ့အခါကျတော့အချိုဓာတ်တွေကျလွယ်တယ်အဲ့ကြောင့်မလို့ရင်နွေးချမ်းကနော်အချိုဓာတ်ကျဖို့ရအတွက်အကူအညီပေးနိုင်တယ်အင်ဆူလင်ကိုကောင်းကောင်းအလုပ်လုပ်ဖို့ရအတွက်သူကအထောက်ပံ့ပေးနိုင်တယ်နော်အဲ့တော့ရင်နွေးချမ်းကတောက်တင်တယ်နံပါတ်2ချက်ကဒီရင်နွေးချမ်းကဒီသွေးကြောလေးတွေရဲ့နော်အတွင်းနံရံဘက်ကိုသွားပြီးရောင်ရမ်းခြင်းကိုရောကြစေတာအဲ့တော့စီးချိုရဲ့နောက်ဆက်တွဲမှာကျတော့သွေးကြောသေးသေးလေးတွေပိတ်တာနော်သွေးကြောကျင်းတာတွေနဲ့ဆက်တယ်အဲ့ဒါတွေမဖြစ်အောင်လို့ရင်နွေးချမ်းတောက်ထားလို့ရှိရင်အဲ့ဒါတွေကိုအထိုက်လျောက်ကာကွယ်ပေးနိုင်တယ်ဒါနံပါတ်2ကောင်းကျိုးပေါ့နံပါတ်3ကောင်းကျိုးအနေနဲ့ကဒီစီးချိုကကြတော့နော်ဝါတဲ့သူတွေမှာပိုဖြစ်တယ်အဲ့တော့ရင်နွေးချမ်းတောက်ထားလို့ရှိရင်အစီလွာလောင်ကျွမ်းခြင်းပိုဖြစ်ပေါ်စေပြီးတော့အစာစားခြင်းတဲ့စိတ်ကိုပိုရော့စေတယ်အဲ့တော့ရင်နွေးချမ်းဝိတ်ချဝိတ်ထိန်းတဲ့အတွက်လည်းကောင်းကျိုးတွေအများကြီးရှိတယ်နော်အဲ့တော့ခုခေတ်ဒီအာဟာရဗေဒဆရာဝန်တွေကဆိုရင်ရင်နွေးချမ်းကိုတစ်ရက်ကို4ခွက်ကနေ5ခွက်ထိတောက်ပါနော်အစာမစားခင်တနာရီလောက်ကြိုပြီးတဲ့ခါကျမှနော်ရင်နွေးချမ်းကိုတောက်ကြပါဆိုပြီးတဲ့ခါကျတော့ညွှန်ကြားထားတာဖြစ်ပါတယ်အဲ့တော့ရင်နွေးချမ်းရဲ့ကောင်းကျိုးတွေကစီးချိုပေါ်မှာအများကြီးရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့နော်ရင်နွေးချမ်းလေးတောက်ပေးပါ